မင်္ဂလာပါရှင်ချစ်ခင်ရတဲ့စနေသားသမီးလေးတွေအတွက်2026ခုနှစ်မတ်လတလတာလုံးစာကံကြမ္မာဟောစာရန်ကိုအသေးစိတ်ဟောကြားပေးမယ်နော်ဒီမတ်လဟာစနေသားသမီးတွေအတွက်တီးခံမှုရဲ့အတီးပွင့်ကိုခံစားရပြီးအပူပင်တွေငြိမ်းအေးမဲ့လာလို့ဆိုရမှာပါစနေဂျိုဟာမိမိရဲ့ဇာတာခွင်မှာအားကောင်းနေသလိုအဖြက်စီးဂျိုတွေရဲ့အမြင်ရှင်ကနေလွတ်ကင်းနေတာကြောင့်အခက်ခဲတွေကြားကနေအောင်မြင်မှုရမယ့်ကာလပါပဲစီးပွားရေးနဲ့ငွေကြေးကန်စားတာစီးပွားရေးမှာတော့ဖြည်းဖြည်းချင်းနဲ့မှန်မှန်တက်မဲ့ကိန်းမျိုးရှိနေပါတယ်အထူးသဖြင့်တန်အုပ်သေးကြောက်ကဲ့သို့သောစောက်လုပ်ရေးလုပ်ငန်းတွေစက်မှုလက်မှုလုပ်ငန်းနဲ့အိမ်ချမ်းမြေအကျိုးဆောင်လုပ်ကင်သူတွေအကျိုးမြတ်ရရှိပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီလထဲမှာငွေဝင်နေတတ်ပေမဲ့ဝင်လာရင်လည်းအလုံးရင်းနဲ့ဝင်လာတတ်ပါတယ်ဒါပေမဲ့တခုအထူးသတိထားရမှာကသူတစ်ပါးကိုငွေအာမခံတာမျိုးကြားကနေငွေကင်ပေးတာမျိုးလုံးဝမလုပ်ပါနဲ့ရှင်မိမိမှာတာဝန်မရှိဘဲပြဿနာဟောင်းတွေပြန်ပေါ်လာတတ်လို့ပါအချစ်ရေးနဲ့အိမ်ထောင်ရေးနှလုံးသားရေးရာမှာတော့စနေသားသမီးတွေဟာဒီလမှာအနှဲငယ်အေးဆက်နေတတ်ပါတယ်အပြိုလူပြိုလေးတွေဆိုရင်အချစ်ရေးထက်မိသားစုအရေးနဲ့အလုပ်အရေးကိုပိုဦးစားပေးနေရတာကြောင့်ချစ်သူကိုအချိန်မပေးနိုင်ပဲဖြစ်နေတတ်ပါတယ်အိမ်အောင်ရှင်တွေအတွက်ကတော့အိမ်အောင်ဖက်ရဲ့ကျန်းမာရေးကိုအနည်းငယ်ဂရုစိုက်ပေးဖို့လိုပါတယ်အိမ်တွင်းရေးမှာတော့တဦးနဲ့တဦးအလျှော့ပေးဆက်ဆံမယ်ဆိုရင်အေးအေးချမ်းချမ်းရှိနေမယ်လာပါပဲကျန်းမာရေးနဲ့သတိပြုရန်ကျန်းမာရေးပိုင်းမှာတော့ခါနာတာဒူးနာတာနဲ့အဆစ်မြစ်ကြိုက်ခဲတာမျိုးတွေကိုသတိထားရပါမယ်အထူးသဖြင့်အလေးပင်မတာမျိုးရှောင်ပေးပါရှင်လနှောင်းပိုင်းမှာသွားနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေခံစားရတတ်ပါတယ်ခရီးသွားလာမယ်ဆိုရင်တော့တောင်ရက်ကိုအထူးသတိထားပြီးသွားလာပါရင်အနေနဲ့အနှဲငယ်ရှိနေတတ်လို့ပါရှင်နေ့ရက်အလိုက်ဆောင်ရန်ရှောင်ရန်များတနင်္ဂနွေနေ့တွေမှာတော့အဖြူရောင်ဝတ်ဆင်တာကိုဆောင်ပေးပါစိတ်ချမ်းသာမှုရစေပါတယ်တနင်္လာနေ့တွေမှာတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့အလွန်ကောင်းပါတယ်အင်္ဂါနေ့တွေမှာတော့အစိမ်းရောင်ဝတ်ဆင်တာကိုရှောင်ပေးပါစကားများရတတ်ပါတယ်ဗုဒ္ဓဟူးနေ့မှာတော့ငွေဝင်ကိန်းရှိနေပါတယ်လက်ရွှေမဲနေပါပဲကြာသပတေးနေ့မှာတော့လူကြီးသူမတွေစီကသတင်းကောင်းကြားရတတ်ပါတယ်တောက်ကြနေ့မှာတော့အဝတ်စားအသစ်တွေဝယ်တာမျိုးလက်ဆောင်ပေးတာမျိုးလုပ်ပေးရင်ကံပွင့်စေပါတယ်စနေနေ့ကတော့တင့်ရဲ့မွေးနေ့ဖြစ်လို့ဖျားမှာကိတ်မုတ်ဒါမှမဟုတ်အချိုပွဲကတ်လူပေးရင်အညံ့တွေပြေပြောက်ပါလိမ့်မယ်ပညာရေးနဲ့ဝန်ထမ်းရေးရာဝန်ထမ်းတွေအနေနဲ့အလုပ်ခွင်မှာတာဝန်သစ်တွေပိုရလာတတ်ပါတယ်ပင်ပန်းပေမဲ့တင့်ရဲ့အရေးချင်းကိုအတိအမှတ်ပြုခံရမယ့်အချိန်ပါပဲပညာရေးပိုင်းမှာတော့အင်ဂျင်နီယာနည်းပညာနဲ့သမိုင်းဘာသာရပ်တွေသင်ယူနေသူတွေအထူးပဲထူးချွန်မဲ့လာဖြစ်ပါတယ်ကံပွင့်စေမဲ့ရတာမတ်လအတွင်းမှာကြုံတွေ့ရမယ့်အညံ့တွေပြေပြောက်ပြီးကံပွင့်လက်ပွင့်ဖြစ်စေဖို့အတွက်စနေနေ့တိုင်းမှာဖျားရှင်ကိုတပြေဆယ်ညွန့်ကပ်လူပေးပါပြီးတော့နမ်းပါတဲ့တက်ကြီးရွယ်အိုတွေကိုစေဝါဒါနပြုပေးပါဒီလိုလုပ်ပေးခြင်းအပြင်တင့်ရဲ့ဘဝမှာအခက်ခဲတွေကျော်လွှားနိုင်ပြီးအောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်ကံကောင်းစေမဲ့ကဏ္ဍလေးတွေကတော့9ကဏ္ဍ3ကဏ္ဍနဲ့သူညကဏ္ဍတို့ဖြစ်ပါတယ်အကျိုးပေးအယောင်ကတော့အပြာရည်ရောင်မီးခိုးရောင်နဲ့အနက်ရောင်တို့ဖြစ်ပါတယ်စနေသားသမီးများအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ဆရာမကဆုတောင်းပေးလိုက်ပါတယ်အသေးစိတ်ကိုထပ်လာမေးလို့ရပါတယ်နော်